မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဒီကမင်းသမီး2ယောက်မန္တလေးမြို့ကိုလည်ပတ်မဲ့ဗီဒီယိုနဲ့တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒါကတော့ပထမမင်းသမီးပါဒါကတော့ဒုတိယမင်းသမီးပဲဖြစ်ပါတယ်ပထမဆုံးလက်ပတ်တဲ့နေရာကတော့မဟာမြတ်မုနိဘုရားကြီးပဲဖြစ်ပါတယ်အများကြီးပဲဖျားဘူးမိဘပြည်သူတွေကဘုရားဘာသာပြရခေါင်းမိပါတယ်ဒါကတော့ရှေ့ဘုံဆောင်းတန်းပေါ့ဗျာဆောင်းတန်းရဲ့ဒီဘက်ချမ်းမှာဆိုရင်ပျက်စီးကားမှုတွေအတွက်ဒါပြုပြင်နေတဲ့စိတ်ပိုင်းတွေကိုတွေ့ခဲ့ရပါတယ်ပျက်စီးတာတွေပြုပြင်နေရတဲ့နေရာလောက်ဖို့ကြော်ညာပေးတာပေါ့ဆိုပါနာမည်ကမန္တလေးရှူးစင်တာမှာပဲခဏလေးဝယ်ထည့်ပါတယ်ကျွန်တော်တို့မန္တလေးတောင်မှာမနက်အစတော့လမ်းလျှောက်တက်မယ်လို့စိတ်ကူးထားကြတာကားစီးပဲတက်လိုက်ကြပါတယ်အချိန်ကုန်တက်တာစက်နယ်ဆိုလို့အပြုတ်ပြင်ပေးစီမှုမောင်ကလေးဖြစ်ပါတယ်ဒီဘက်တောင်ကြည့်မယ်ဆိုရင်ဟိုးရှင်မှာကောက်ကွင်းကိုမြင်တွေ့ရမှာပဲဖြစ်ပြီးတော့ဒီဘက်မှာကမန္တလေးကျုံးရှိပါတယ်မန္တလေးနန်းတော်လို့ခေါ်ပါတယ်ဒါမန္တလေးတောင်ပေါ်ကနေမြင်ရတဲ့ဝင်မဲ့ဖြစ်ပါတယ်ကျွန်တော်ဟိုဘက်ချမ်းလည်းဆက်ပြီးတော့လိုက်ခဲ့ပြီးအောင်你干活嘛？让他来点。အပိုင်းလေးကျွန်တော်ဗီဒီယိုထဲမှာအသေးစိတ်ဖော်ပြပေးပါမယ်။ဘယ်ချမ်းပြင်ဆင်မှုမှမဟုတ်ပါရဲ့။ဒီဟာလေးပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်လူတိုင်းသွားတဲ့မော်ရင်းနဲ့ကောင်းပါဗျာ။အဲဒီဘက်ကိုသွားနေကြပဲဖြစ်ပါတယ်။Okay. Jual orang je. Nina expression ကတော့လူငယ်ပေါ့ပါပဲဖန်တီးဖော်ပြတာဖြစ်တဲ့အတွက်ကျွန်တော်ပေါ့ပါပဲတင်ဆက်ပေးတာဖြစ်ပါတယ်။ပြီးတယ်သူကိုပေါ့ပါနေ။
တော့ကုသိုလ်တော်ဘုရားကိုဆက်လက်သွားနေတာပဲဖြစ်ပါတယ်ခင်ဗျာဒါတော့ကုသိုလ်တော်ဘုရားရဲ့အဝင်ပဲဖြစ်ပါတယ်ကုသိုလ်တော်ဘုရားကြီးမှာလည်းထိခိုက်ပျက်စီးသွားတဲ့အစိပ်ပိုင်းတွေရှိပါတယ်ခင်ဗျာဒါဆိုရင်ဒါထောက်တိုင်ကြီးပေါ့ပြန်ပြီးတော့ထောက်ထားတာပဲဖြစ်ပါတယ်ဆိုတခါကြီးနှစ်ချက်ပဲဖြစ်ပါတယ်ပြန်လဲပြင်ဆင်မွမ်းမံမှုမြင်ကွင်းတွေကိုဖော်ပြပေးခဲ့တာဖြစ်ပါတယ်ကုသိုလ်တော်ဘုရားဝင်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံကိုထည့်ပြထားတယ်မှန်ပေါင်လေးပဲဖြစ်ပါတယ်ဟိုရှင်မှာသွားပြီးတော့လေ့လာဆက်စုနေတဲ့တုတ်တုတ်ပဲဖြစ်ပါတယ်ဒါကတော့စစ်ကြောင်းမျိုးဖြစ်ပါတယ်။မလင်းလေးလှုပ်တုံးကပျက်စီးဆုံးရှုံးမှုတွေထဲမှာဒီကြောင်းကတော့မပါဘူးပေါ့နော်။ဒီကြောင်းကတော့ဒီလိုမျိုးသူကတော့ကျွန်းနေနဲ့လှုပ်ထားတာပေါ့နော်။မမကားရဲမှာပါတဲ့ကြောင်းကြီးပါ။တင်မီးဇက်ကိုရည်ညွှန်းထားတဲ့ပုံပဲဖြစ်ပါတယ်ဒီဘက်ချမ်းကတော့နာယာတာဇက်ကိုဖွဲ့စည်းရည်ညွှန်းထားတဲ့ပုံစံလေးပဲဖြစ်ပါတယ်ထာဝရမန္တလေးတော့ရိုက်ခဲ့တဲ့နှောင်းမင်းဟုတ်တယ်ကိုကြီးနာမည်ဘယ်လိုခေါ်ဦးကျော်မိုးဟောဦးကျော်မိုးဟိုင်ဒီကိုကြီးဖုန်းနံပါတ်လေးကိုကျွန်တော်ဒီမှာချထားပေးမယ်ဖုန်းဆက်ပြီးတော့သွားပြီးလဲပတ်လို့ရပါတယ်ဒီကောညောင်းတော့ဆက်ပါဒါတော့မင်္ဂလာကန်တော်မင်္ဂလာက220ရှိတဲ့ကန်တော်မင်္ဂလာကမုနိဖျားဝင်နေရကန်တော်မင်္ဂလာပါလေကားချစ်ပေါင်း19ထစ်နှစ်ပေါင်း220ရှိရပေါ့နော်ကန်တော်မင်္ဂလာကြီးကျွန်တော်အဲ့နေရာရောက်နေတာခုနအန်ဒီတွေကထီးငှားပါတယ်ကျွန်တော်တို့ကယောက်ျားလေးဆိုတော့ထီးမလို့ဆိုတော့ fashion ကိုလည်း show Hey What's your name My name is Anukwa Anoko အမလား7:33ကန်တော်မင်္ဂလာအထိမင်္ဂလာကန်တော်မင်္ဂလာအေးအဲ့ဒီနေရာကိုထားပါတော့အကြောင်းသိချင်ပြည်စုံသိချင် YouTube မှာအဲ့ဒီနာမည်လေးရိုက်ပြီးတော့ရှာလို့ရတယ်ကျွန်တော်မှတော့အဲ့ဒီနေရာရောက်နေတာပဲဖြစ်ပါတယ်နေပူတော့သူတို့အောက်ကိုမဆင်းနိုင်ပါဘူးဒီဘက်တယောက်ကလည်းပဲမများနိုင်ဘူးဖြစ်နေပါတယ်ညနေ4 နာရီခွဲလောက်မှလာပြီးတော့ level 4ကတင့်တော်တယ်လို့ recommend ပေးခြင်းပါတယ်ဒီချိန်လာမယ်ဆိုရင်နေပူရာနဲ့တိုးနေရင်တော့အရန်ပူမယ်ခင်ဗျရှစ်ဘဝတွေတပ်ပွင့်ရင်တော့အရန်လှတယ်တပ်ပွင့်ရိုက်ပေးတဲ့ကလေးတွေလည်းတွေ့တယ်အတော်လေးရိုက်တတ်တယ်အမရိုက်ပေးနေတာတောင်းလေးတော့ငားတယ်စိတ်သားကြောင့်ဝါတော့ဝါနေနှီးတွေဝါနေအောင်ဆို
ကျောင်းတိုက်ကိုသွားရောက်လေ့လာနေတာပဲဖြစ်ပါတယ်အထဲဝင်လို့မရဘူးထင်တယ်တော့ခတ်ထားတယ်နားမှာတွေ့ရတယ်ပြည့်စည်သွားတယ်စေးပဲဖြစ်ပါတယ်ကျောင်းစိတ်မရအောင်ဆက်ပြီးတော့သွားရောက်လေ့လာမှာပဲဖြစ်ပါတယ်တော့ကျောင်းစိတ်ဖျားရဲ့ဝင်လာတဲ့ခါကျရင်ဘယ်ဘက်မှာရှိရဲ့မြန်မာတရားဇာတာကျွန်းလာလို့ဆိုင်မုံအနေနဲ့တော့တွေ့တယ်ဒီဘက်မှာကိုအောင်ပြည်စီတော့တို့သွားရောက်လည်းပဲလေ့လာလို့လည်းရပါတယ် ငယ်တော့ရောက်ဖူးရပေါ့နော်အခုအသက်20ရောက်ပြီဆိုတော့ခဏတိုင်းဟိုခကြီးတွေထွက်ရနေတာအဖေနဲ့မိကလိုက်ပို့ရဆိုငယ်တော့မှတ်တော့မမိတော့ပါဘူးတပုတ်လေးတပုံလောက်ပဲကျန်တော့โอเคอ่ะဒီမှာ အမှန်ညနေဘက်တွေသွားလေ့လာမှာခက်ကလာမကောင်းတော့ကျွန်တော်တို့နေ့လယ်ပိုင်းပဲလေ့လာရပါတယ်ခင်ဗျာတိလာရာဇာတိရဖေဟာညကြရင်ပြန်ရောက်တဲ့ခါကျရင် YouTube မှာရှာကြည့်ရာဇာတိရဖေဟာကိုရိုက်ထားတဲ့ပုံစံနဲ့ဒီဖေဟာကိုတည်ထားတဲ့ပုံစံခေါင်းလုံးပုံလုံးဝကြောက်စိမ့်ဖေဟာ6ကတ်သွားတယ် အဖေတို့နဲ့လာတာခုကတော်တယောက်တော့မရှိဘူး ဒဇင်တွေရောက်နေတာပဲဖြစ်ပါတယ်နောက်ဒီပိုင်းပြစီသွားတဲ့တခုပါဝင်မဲ့ဖြစ်ပါတယ်တောင်တမန်အင်ဒီဗတ်ဆန်မှာရှိပါတယ်ခင်ဗျာတော့ထဲရတော့မဝင်တော့ဒီမှာပြပေးမယ်ဆိုလဲကျွန်တော်တို့ဖြစ်အဲ့ဒါလိုနဲ့ကျွန်တော်တို့ Ocean Super Center လေးကိုရောက်လာကြပါတယ်ဟုတ်တယ်ဒီရောက်တော့တောင်းဆောက်ထားလိုက်မယ်